လာပါရှင်မိုင် မင်္ဂလာပါကြပါလေ ကဲပါမိုင်ဘယ်ကလာအားပေးရလဲရှင်မိုင် ဒီနောက်နေ့ကပါညာလေ ဒီနောက်တရပါဟုတ်ကဲ့ပါမိုင်မေးခွန်းလေးလောက်မေးလို့ရလားရှင် ရပါကြပါလေ ဟုတ်ကဲ့ပါဆေရှုံမှုဖြစ်တယ်မှာမစ္စလေးလာအားပေးရလဲရှင်မိုင် တန်ခက်ကလေးကြီးပါလေ တက်ကလေးဟုတ်မကြခဏလာအားပေးဖြစ်တယ်နော်မိုင် အေးဟုတ်တယ် ဟုတ်ကဲ့ပါမိုင်ဆိုင်ငယ်များရှိရတဲ့မှာဆေရှုံမှုပဲအားပေးဖြစ်တဲ့အကြောင်းရင်းတွေရတယ်မိုင်ဝဆောင်မှုကောင်းလို့လားရွှေသေးကြောင်လားတခြားပဲချက်လေးကြောင်လားအားပေးဖြစ်တာလဲရှင်မိုင် ဝန်ဆောင်မှုလေးကောင်းတယ်ရွှေသီးလေးလက်ပြည့်တယ်ဆိုတော့လေအလက်ထောင်းဒီမှာလာပြီးအားပေးရ ပါ ပါ မိုင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဆေရှုံမှုဖြစ်တယ်မှာမလုပ်ဘူးဖြစ်တဲ့သူလေးတွေရောဗာလေးများပြောချင်တယ်လဲရှင်မိုင် ဟောအေးဒီမှာလဲဒါဝန်ဆောင်မှုလေးတွေကောင်းတယ်ရွှေရွှေသီးလေးတွေပြည့်တယ်ပေါ့ဒီဒီဇိုင်းလေးလက်ဆန်းတယ်ပေါ့အဲအလုံးလေးတွေပြောပြမှာပေါ့လို့ ကဲပါမိုင်ဟုတ်ကျေးဇူးတင်ပါတယ်မိုင်နောက်လည်းအများကြီးဝန်နိုင်ပါစေရှင်မိကုန်းလေးတို့ဆက်ရှိလက်ရှိပြကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မိုင် အေးဟုတ်တယ် ဒီစကားပြင်လာပါရှင်မဟုတ်ကြရွာလည်းရှင့်ဈေးပြပါအော်မိကုန်းလေးနည်းနည်းလောက်ဝေးလို့ရလားရှင်မဆိုင်ဖြူကဘာပစ္စည်းလေးလာပေးတာလဲမလက်ကွင်းလေးလာဟုတ်ပါဟုတ်ပထမဦးဆုံးချိန်လာပြီးဖြစ်တာလားရှင်မဟုတ်ပါဘူး3-4ကတော့ဒီကတော့တော့ပဲအော်ရဲနဲ့လာပြီးဖြစ်တာပေါ့ဒါဆိုဟုတ်ဆိုင်ဖြူကရွှေလေးလောက်ရတာအစင်ရောပြေရလားရှင်မဟုတ်ကဲ့လက်ဆောင်ပစ္စည်းလေးရောဗာလေးပေါက်တာလဲရှင်မဒီရှက်အင်ဂျင်လေးပေါ့ဟုတ်ဆိုင်လေးအများကြီးရှိတဲ့အထဲမှာလေးဆိုင်ဖြူကိုပဲလာပြီးရတဲ့အကြောင်းရင်းတွေကရွှေသေးလေးကောင်းလားဒါမှမဟုတ်ဝဆောင်မှုလေးကောင်းလားပဲချက်လေးကောင်းလားအပြီးဖြစ်တာလဲရှင်မ အဆောင်ဘူးလေးကောင်းပါလားရွှေရလည်းကောင်းပါလား ဟုတ်ကဲ့ပါရှင်မစိတ်ရွှေဘူးမှလာမလုပ်ဘူးသေးရဲ့သူတွေရောဗာလေးများပြည့်စုံနေလေရှင်မ စိတ်ရွှေဘူးကရွှေလုံးကအဆင်ပြေပါတယ်ဗိုလ်တန်းလေးလည်းအဆင်ပြေပါတယ်ဒါလည်းကြပါဘူး ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်မနောင်လည်းများလာပြီးတော့အားပေးနိုင်ပါစေရှင် ဟုတ်ကဲ့ကျေးဇူးပါ ဟုတ် မင်္ဂလာပါရှင်မ မင်္ဂလာပါရှင် ဟုတ်ဖေးရလေရှင်မ လက်ပတ်တာ9မှန်ရအောင် ဒီနေ့နေ့လောက်မေးလို့ရလားရှင် ဟုတ်ရပါတယ်မေးချင် ဟုတ်ပါအခုကတော့မဆီယူဖို့စီးလာလို့ရတယ်ရှင်မ ဟိုလက်စုပ်ကလေးလက်စုပ် ပထမဦးတင်လာတယ်တော့မချင်း ဟုတ်ပထမဦးကျင်း ဆီယူဖို့ပေါ့နော်လာအားပြည့်တဲ့အကြောင်းရင်းလေးကရွှေဒီကောင်းလာတာမဟုတ်ဆောင်လေးကိုသဘောကျတယ်လား အဆောင်မှုရောရွှေသေးရောပေါ့နော်အကုန်လုံးသဘောကျလို့ ဒီပါရှင်ဘယ်တော့မှမစီရအောင်မဖားရရတာလေရှင် လက်ဆောင်ကထီးပောက်သွားတယ် ခုဗီဒီယိုလေးချင်းနေပြီးရောမဖားရညပြည့်စုံနေလေရှင် ဒီဆိုင်မှာရွှေသေးလည်းကောင်းတယ်ဝန်ဆောင်မှုလည်းကောင်းတယ်သဘောလည်းကောင်းတယ်ဝန်ထမ်းတွေကအဲ့လိုညများအားပေးသိချင်ပါတယ် ဒီပါရှင်မဘေကိုလေးတွေကိုဆက်ရှိလေးရှင်ပြသပြည့်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီမှာကလာအပြင်မှာပါရှင် ဟုတ်ကဲ့ ရွှေပေါစီတိုင်းလဲပြန်ယူစိန်ရွှေဖူးဖူးလာ